အားလုံးပဲမင်္ဂလာပါခင်ဗျာထမင်းစားမယ်ဒီနေ့ထမင်းစားဗီဒီယိုလေးထပ်တင်အောင်ပါနော်ဒါငါးငပိချက် share ဒါမနေ့ကတကယ်ချင်းလက်ဆောင်ပေးလိုက်တဲ့ငါးပေါ့တကယ်ချင်းလက်ဆောင်ပေးလိုက်တဲ့ငါးဆိုတော့ခရမ်းလေးဟင်းဆိုတော့ဒါလည်းငပိရေပြစိငပိချက်ကဲတူစီရတော့တည့်ရတိုင်းပဲဗျာနော်ဆွဲပြီကဲဒါစားကြပါဦးခင်ဗျာကောင်းတယ်ရှယ်ရဗျာတို့ကြရတယ်ရမ်းကောင်းတယ်တော့ညစာတို့ကြရအများစားရှယ်ရဗျာတော့ကိုထိမိကွိမြစ်ပြုတ်အခန်းလေးအမြင်ခွာရက်ရင်ခွဲကပြောစရာမလိုကျွန်တော်အကြိုက်ဟောမီးရပြတ်သွားပြီဗျာနော်ဒီတိုင်းလေးပဲရှူစားအားပြီးတော့မီးရပြတ်သွားပြီဆိုတော့ကောင်းတယ်ဗျာ share ပဲလုံးဝကိုရှင်းကောင်းတို့ကြတယ်ကိုတော့ဆင်ပြေနေဒါထမင်းစားဗီဒီယိုကိုအားပေးကြတဲ့ဘက်ဆွေတကယ်ချင်းတွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မိုးဝေးရမှာကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးပြန်လာရင်နော်အားကြောင့်မလို့ကျွန်တော်ထမင်းစားဗီဒီယိုကိုကြည့်ရှုနေတဲ့တကယ်ချင်းများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်တာပါတယ်အားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာဘိုင်ဘိုင်